ဘယ်လိုဝေချွေးများကြောင့်လဲအဖော်မင်းငါတယောက်တည်းတခါမှသေးလည်းမခွေခဲ့ဘူးပါကွယ်အချင်နာခင်မေစိတ်အားလေးငယ်ညာနဲ့ရှင်ရဲ့ဘာများမနေလဲနာချင်ကြည်မွားခဲ့ခြင်းများငိုကြွေးဖို့နေရရင်ဝင်လေးတစ်ခုတော့